Jackie Chan ဆိုတာနဲ့ကျွန်တော်တို့ငယ်ဘဝရဲ့သူရဲကောင်းကြီးတယောက်ပါအခုသူကအသက်80အရွယ်မှာ The Shadows Edge ဆိုတဲ့ကားတည်ကြီးနဲ့ပရိသတ်တွေရှိကိုတကြောပြန်ရောက်လာပြန်ပါပြီဒါဟာ2004ခုနှစ်ကလူကြိုက်များခဲ့တဲ့ New Police Story ကိုတော့အမီလိုက်နိုင်တဲ့အစဉ်တန်းရှိတဲ့ကားကောင်းတကားဖြစ်လာတာပါဇလန်းကတော့အတော်လေးခေတ်မိပါတယ် AI စနစ်တွေ CCTV တွေကိုတောင်လှည့်စားနိုင်တဲ့အဆင့်မြင့်ရာဇဝတ်ကုန်တစ်ခုက cryptocurrency တွေကိုအကြီးအကျယ်ခိုးယူပြီးခြေရာဖြောင်းနေတာပါခေတ်သစ်နည်းပညာတွေနဲ့ရေးသက်ဖိုင်နဲ့ရှော်လိုက်ရတဲ့အချိန်ခြေရာခန်းတဲ့နေရာမှာတစ်ဖက်ကန်းကျွမ်းကျင်တဲ့အငိမ့်စအရာရှိကြီးပေါင်းတက်ချုံ Jackie Chan ကိုအကူအညီတောင်းလိုက်ရပါတော့တယ် Jackie Chan ရဲ့အစင်လာနီးပြူဟာတွေနဲ့ခေတ်သစ်နည်းပညာရှင်တွေကြားကအားပြန်မှုဟာကြည့်ရတာတကယ်ကိုရင်ခုန်ဖို့ကောင်းပါတယ်အထူးသဖြင့်ဒီကုန်းရဲ့ခေါင်းဆောင် The Shadow အဖြစ် Tony Leon Carfine ကပါဝင်ထားတာမို့မင်းသားကြီးနှစ်ယောက်ရဲ့သရုပ်ဆောင်ချက်တွေကတကယ်ကိုအနစ်ပါပဲ Jackie Chan ကိုယ်တိုင်အသက်80အရွယ်မှာအန်နီရဲ့များတဲ့ action အခန်းတွေကိုကိုယ်လိုက်သရုပ်ဆောင်ထားတာမို့ဒါဟာပရိသတ်တွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့လက်ရာတစ်ခုပါပဲဒီလိုရုပ်ရှင်ကောင်းတွေကိုရုပ်ထွက်ကြီးကြီးလင်းလင်းမြန်မာစာတန်းထိုးနဲ့အလန်းစားကြည့်ချင်ရတော့ကျွန်တော်တို့ရဲ့ VIP channel မှာအခုပဲလာရောက်ကြည့်ရှုလို့ရနေပါပြီတစ်ခါပဲပေးတက်လုံးကြီးဆိုတဲ့အထူးစီစဉ်နဲ့ဝင်ကြီး9000ကျပ်တဲ့နဲ့တင်ဒီကားတမကပဲတခြားသောကဘာကျော်စကားပေါင်းများစွာကိုတက်စွာကြည့်ရှုခွင့်ရမှာပါ9000ဆိုတာမုံဖိုးလောက်ပဲရှိပေမဲ့ရရှိမဲ့အမှုပညာရတာကတော့တက်စားပါကဲအချိန်ဆွဲမနေပဲနဲ့အခုပဲကျွန်တော်တို့စီမှာမန်ပါဝင်ပြီး Jackie Chan ရဲ့အလန်းစားလက်ရာကိုခန်းစားလိုက်ရအောင်လားဗျာ